အစားတောက်တွေပါငါပြောသေးရတော့မရွေးတော့ငါပြောသေးကျွန်တော်ကြိုက်ပါတယ်ငါပြောသေးကြိုက်တယ်ဆိုတော့ဒီဟာတော့အေးတော့နည်းနည်းရွေးလိုက်မယ်ပေါ့နော်ချာကိုပေါ့တော့ဒါချာကိုကတော့ကျွန်တော်ကြိုက်ပါတယ်ချာကိုကကျွန်တော်ကြိုက်တဲ့အေးထဲမှာပါတယ်ချာကိုနဲ့ဘာတွဲစားမလဲဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ iCream နည်းနည်းစဉ်းစားအောင်မယ်အေးစီဒါလေးမစိုးဒါစနာဟာကြီးပဲဟုတ်စရပါဗျာဒါစနာပဲမနောက်နဲ့နော်မနောက်နဲ့ဒီကမှဆိုရင်တော့အေးချောကလက်မကြိုက်ဘူးတော်လိုက်တော့မင်းကိုမရွေးတော့အတီးပဲရွေးလိုက်တော့မှာကွာတခွားတီးမစိုးပါဘူးတခွားတီးကြိုက်ပါကျွန်တော်ဒါပေမဲ့ငေုတ်တီးလည်းမကြိုက်ဘူးမွန်လောင်းနီလည်းမကြိုက်သေးဘူးဗျအစိမ်းစားဖို့ကတော့ခန်းချင်တီတော့ကြိုက်ပါတယ်မစိုးပါဘူးကောင်းတယ်လို့ဆူရှီကကျွန်တော်အရင်ကြိုက်တယ်တခြားဘာတွေပါအောင်လဲကြည့်လိုက်အောင်မယ်ဟမ်ဘာဂါယောကျွန်တော်အရင်ကြိုက်တယ်ဟမ်ဘာဂါဒါပေမဲ့ sandwich တော့တွေးလိုက်တယ်ကျွန်တော် sandwich ကပိုကြိုက်တယ်ဒါတော့ top ပူကြီးကျွန်တော်သိမကြိုက်ဘူးဒါအမေသားဗာလဲဘယ်လိုခေါ်လဲမသိရတော့ဒါပန်ကိတ်လည်းသိမကြိုက်ဘူးဒါလည်းစားကောင်းတယ်ဆိုမှမကြိုက်ဘူးဒါဗာလဲတော့မသိဘူးနာမည်တော့မသိပေမဲ့စားဘူးတယ်ဗောနော်အာလူ